ဧဝရတောင်ထိပ်မှာစံချိန်တင်များပြနေတဲ့တောင်တက်သမားများမင်္ဂလာပါကပ္ပအမြင့်ဆုံးဧဝရတောင်ထိပ်ကိုတက်ရောက်မဲ့ຫນွေဦးတောင်တက်ရာသီကုံဆုံးမှုနီးကပ်လာချိန်ပါပဲဒီနှစ်မှာစံချိန်တင်တောင်တက်သူအရေးအတွက်ကြောင့်တောင်ပေါ်မှာအလွန်အမင်းလူကျက်တဲပြီးပိတ်ဆို့မှုတွေဖြစ်ပေါ်နေတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်နီဘောအစိုးရဟာဒီနှစ်ရာသီအတွက်တောင်တက်ခွင့်လက်မှတ်တွေကိုတမိုင်းတစ်လျှောက်အများဆုံးအဖြစ်စံချိန်တင်ထုတ်ပေးခဲ့ပါတယ်ဒါကြောင့်ရာသီဥတုတာယာတဲ့ရပ်ပိုင်းလေးအတွင်းမှာပဲတောင်တက်သမားရာနဲ့ချီပြီးတောင်ထိပ်ကိုအလူအယက်တက်ရောက်ခဲ့ကြတာပါရလက်အနေနဲ့တောင်ထိပ်နာကနမဲကျော်ဟီလာရီအဆင့်လိုကျင်းမြောင်းတဲ့လမ်းကြောင်းတွေမှာတောင်တက်သမားတွေရှေ့ဆက်မတိုးနိုင်ပဲ traffic jam လိုမျိုးအချိန်ကြာမြင့်စွာပိတ်ဆို့နေခဲ့ပါတယ်ဒီလိုပိတ်ဆို့နေမှုဟာအလွန်အနေနဲ့များပါတယ်အမြင့်ပေပါအချိန်အကြာကြီးစောင့်ဆိုင်ရတဲ့အတွက်တောင်တက်သမားတွေဟာအောက်ဆီဂျင်ပြတ်လက်တာအေးတဲ့လွန်ခဲ့ပြီးကိုယ်အပူချိန်ရုတ်တရက်ကျဆင်းတာတွေဖြစ်ပေါ်နိုင်လို့ပါဒါအပြင်တောင်တက်သူများပြားလွန်တာကြောင့်တောင်ပေါ်မှာစွန့်ပစ်အမိုက်တွေနဲ့အညစ်အကြေးပြဿနာတွေကလည်းပိုမိုဆိုးရွားလာပါတယ်စံချိန်တင်တောင်တက်နိုင်မှုတွေကြောင့်ဂုဏ်ယူစရာဖြစ်ပေမဲ့တစ်ဖက်မှာလည်းအသက်အန္တရာယ်နဲ့တဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကြီးမားနေတဲ့ဧဝရတောင်ရဲ့အခြေအနေကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်